ကဲကျွန်တော်ချစ်မိတ်ဆွေတွေအိမ်လေးတစ်လုံးရှာနေရဆိုရင်ကျွန်တော်ဒီအိမ်လေးနဲ့မိတ်ဆက်ပေးခြင်းနဲ့တိတ်တဆိတ်နိုင်ပါရီเนาะကျွန်တော်တို့အပန်းဖြေလိုပဲဖြစ်နေလို့အရန်ကောင်းတဲ့နေရာလေးတစ်ခုကိုကျွန်တော်ကရောက်ရှိနေတာဖြစ်ပါတယ်เนาะတကယ်ဒါဒီနေရာကတော့ကျွန်တော်ပြည်ဦးလွင်မြို့เนาะကျွန်တော်တို့ဒါထုံးဖို့ပေါ့เนาะထုံးဖို့ရွာကိုကျွန်တော်ရောက်ရှိနေရဖြစ်ပါတယ်เนาะဒီနားဆိုရင်ဒီဇင်ဘာနီးမယ်ဒီဇင်ဘာနီးမယ်ကျွန်တော်ဒီနားအထင်ကြီးနေရာတွေတော့နီးမယ်ပေါ့လေเนาะထုံးဖို့မှာကျွန်တော်ကဒီနေ့ဒီအိမ်လေးနဲ့ကျွန်တော်မိတ်ဖက်ပေးမှာဖြစ်ပါတယ်မြေမျိုးသားကလည်းအခြားနည်းလူနေထိုင်ခွင့်ကြပြီးသားမြေဖြစ်မယ်เนาะဈေးကဒီအိမ်လေးရဲ့ခေါ်ဈေးကတော့ကျွန်တော်ကြက်ပိန်း4305ပဲပလေးပဲ short ပေးမယ်ပါရှင်နဲ့တရက် shorting လုပ်လို့ရပါတယ်เนาะဟုတ်ကဲ့ဒီ channel ရဲ့ပေကိုကျွန်တော်ပြပြချင်ပါတယ်ပေကတော့ကျွန်တော်ပေ45 60အိမ်ကဒီမှာဒီနောက်မှာကျွန်တော်မြင်တဲ့အတိုင်းပဲဒီဟာလေးဒီနှစ်ထပ်လေးပါမယ်ပေါ့လေเนาะဒီဟာလေးအောက်ပေါ်တစ်ခန်းအောက်တစ်ခန်းအိတ်ခန်းအနေနဲ့ကတော့ကျွန်တော်တို့ဒီကောင်က master bedroom 3ခန်းပါမယ်ပြီးဟောခန်းပါမယ်မိဖို့ခန်းပါမယ်ဧကန်ပါမယ်နော်ဒီတွေကလည်းဟိုခိုထားတာပြုတ်ထားတာမရှိဘူးဒီအိမ်ဖောက်တုံးကကျွန်တော်သိတယ်ဗောဒီ foundation ချတာတွေကကဆိုနှစ်ကြီးချထားတာကောင်းကောင်းမွန်မွန်လေးဖောက်ထားဗောလीနော်ဒါလားဒါဝင်ချင်းကျွန်တော်ဧကန်လေးပုံမှန်နိုင်ဖို့ရဧကန်နော်ဝင်ချင်းဧကန်ကလည်းကျွန်တော်တို့ကြည်ကြဲဝန်းလေးကိုကြည်ကြဲဝန်းနော်ပစ္စည်းတွေတော့မပါဘူးနော်ပစ္စည်းတွေတော့မပါဘူးနော်ဒါကတော့အပေါ်တက်ကိုတက်တဲ့ဟာလာဒီကောင်ကတော့ကျွန်တော်တို့ရှောက်လာဒီမှာလည်း master bedroom တစ်ခန်းဒီမှာလည်း master bedroom တစ်ခန်းအောက်ထပ်က2ခန်းအပေါ်မှာတစ်ခန်းဟောခန်းပါမယ်အပေါ်မှာတော့လေဒါကတော့ကျွန်တော်တို့kitchen ကြည့်လိုက်ရေဘူးရေးပါမယ်နော်ရေဘူးရေးပါမယ်နော်မကြည့်လိုက်မျိုးကြောင့်ကောင်းကြောင်လဲကြည်ကြဲဝန်းလောက်ပြီးထားဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အပေါ်ထက်ရဲ့ဝရဏအပေါ်ထက်မှာတော့ဝရဏ2ခုပါတယ်ဒါအိမ်ရှိရဲ့ဝရဏလေးဖြစ်တယ်နော်ဒီမှာဖျားကန်ရကန်လေးဒါတော့အပေါ်တဲ့ဟောကန်ကြီးပေါ့ဗျာဒီဘက်မှာလည်းအခြေကြီးပဲဟောကန်ကြည့်လိုက်ဟောကန်ကြီးဒီမှာတော့အိတ်ခန်းလေးဖွင့်ပြထားတာနော်ညာလေးကတော့ master ခန်းလေးဖြစ်မှာပေါ့ master ဒီကောင်တော့ရေချိုးခန်းတော့မပါဘူးကျွန်တော်တို့အိမ်မှာပဲပါနော်ဒီဘက်မှာတော့ကျွန်တော်တို့ဒါဝရဏလေးဝရဏကြောင့်တစ်ချက်ထွက်ပြဒါဒုတိယတဲ့ရဲ့ဝရဏဝရဏတွေရဲ့2ခုပါနော်ကဲဒီဝရဏကတော့ကျွန်တော် view ကြည့်ဖို့ဗျာပေါ့ view ကြည့်ဖို့ပေါ့လीနော် view ကတော့ကြည့်လိုက်ရန်ကိုလှဒီကကျွန်တော်ပြောလို့ပဲအတိတ်တစိမ့်နိုင်အပန်းဖြေဖို့ဆိုလို့ရှိရင်ဒီကကျွန်တော်ချစ်မိတ်ဆွေတွေအတွက်ပိတ်ပြီးပြင်ဖို့လဲဒါကြည့်လိုက် landscaping လေးကိုလဲဒါကောင်းကောင်းမွန်မွန်လေးကိုလုပ်ပြီးထားဖြစ်ပါတယ်အိမ်ထဲမှာပါဝင်တဲ့ဟာလေးတွေကတော့ဒီမှာကာဖီကိုလေးလည်းပါမယ်နော်ကားကတော့ကျွန်တော်တို့3စီးလောက်ထိုးလို့ရပါတယ်နော်ကာဖီကိုလေးလည်းပါမယ်ဟုတ်ကဲ့ပါဒီအိမ်ကြီးကိုကြိုက်တယ်မလားဘယ်နဲ့လဲဟုတ်ကဲ့ပါဒီကိုစိတ်ပါဝင်သွားတယ်ဆိုရင်ကျွန်တော် cherry မျိုးတော့အိမ်ချမ်းမြေဖုန်းနဲ့ပဲ0996884495ပဲ268ကိုဆက်ပဲစုံစမ်းဝယ်ယူနိုင်ပါတယ်เนาะအားလုံးဘိုင်